မဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ6ချိန်အတွက်သုံးလုံးပေါင်းခြင်း break 20အဆက်ကိုပြန်လည်မျှဝေတော့မှာဖြစ်တယ်ပေါ့နော် break 20 3မျိုးဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါလေးကတော့သုံးလုံးပေါင်းခြင်း break 20ဖြစ်တယ်ပေါ့နော်နံပါတ်2ဖြစ်ပါတယ် break 20ပေါ့နော်နပင်ရှာတက်ပြပေးတော့မှာဖြစ်ပါတယ်ဒီ39ခွန်5ခွန်တပင်ကနေ9လေးလေးရှာပြီးသွားတဲ့တပင်ကိုတက်ပြပေးသွားမယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဒီ2024ကဏ္ဍတွေဖြစ်ပါတယ်ပေါ့နော်2024မှာသူရှာပြီးသွားတဲ့ကဏ္ဍတွေဖြစ်ပါတယ်ပင်ရှိပေါ့နော်နပင်ရှာဒီ break 3လုံးကို break 4လုံးပေါ့နော် break 4လုံးကိုတက်ပြပေးတော့မှာဖြစ်ပါတယ်ရှေ့လျှောက်ခွန်တပင်ပေါ့နော်နှစ်ပင်ရှားရှေ့လျှောက်ခွန်တပင်ဒီရှောက်ရှောင်းကားတပင်နိတပင်နိတုံမြကုတပင်3ခွန်တပင်ဆိုတော့ကျွန်တော်ဒီလာမယ့်လျှောက်ချိန်အတွက်ရပြီဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အရင်တော့တင်ပေးသွားခဲ့ဘူးတယ်ပေါ့နော်ဒါလေးကိုကျွန်တော်အစားအနေပြန်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်မတိတိတဲ့ message တွေအတွက်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့3လုံးပေါင်းရှင်း break 20နောက်ထပ်တစ်မျိုးပေါ့နော်20နံပါတ်1ဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဒီရှိမှလည်းတင်ပေးထားခဲ့ပြီပေါ့နော်ကျွန်တော်တို့ပြင်ကြစောင့်နေတာဖြစ်ပါတယ်အခုဒီရှောက်ချိန်မှာရပြီဖြစ်ပါတယ်ပေါ့နော်သူကတော့2024နှစ်ဦးကနန်းဒီ9ခွန်9 3များရှောက်3ကနေနှစ်ပင်ချတွေ့ပြပြီးတော့မှာဖြစ်တယ်ပေါ့နော်ဒါမတိတိတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တရားစားနေထပ်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်20နံပါတ်1ကိုရေးဆုံးလေ့လာကြည့်မယ်ပေါ့နော်ဒီ9ခွန်9ရဲ့3များ6 3ရဲ့အဲ့ဒီနှစ်ပြင်ကိုမူတည်ပြီးတော့ကျွန်တော်3ခု9ရာတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ခုနှစ်ပရိယာဒါလေးပေါ့နော်အဲ့မှာဆိုရင်3 4ခွန်3ည3 4ခွန်